Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ခုပိုင်းမှာအားလုံးမင်္ဂလာရှိတဲ့မနက်ခင်းအခါသမယလေးဖြစ်ကြပါစေလို့ဥစ္စာပထမနှခွန်းဆက်တာပဲစတောင်းကတော့ပြပါရဲဆိုတော့ကျွန်တော်ဒီနေ့မနက်မှာကျွန်တော်အကြိုက်ဆုံးကဏ္ဍလေးဒါလာပြီးတော့မြောက်ရဖြစ်ပါတယ်ဆိုတော့ဒါ live လေးနဲ့နောက်ကျနေတဲ့အတွက်ကိုမမှာကျွန်တော် Telegram channel Fiber channel link လေးလည်းချပေးထားမှာပေါ့နော်ဆိုတော့အဲ့ဒီ channel တွေထဲမှာတော့ကျွန်တော်အားလုံးတင်ပေးထားပြီးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီ channel မ join ထားသေးတဲ့သူတွေကျွန်တော်မရလိုက်မှာဆိုလို့ပေါ့နော်မနေ့ကညနေကဆိုလို့ရှိရင်လည်းဒါအားလုံးအဆင်ပြေမှလို့ညွှန်လင်းပါတယ်အဖွဲ့ဝင်တွေဆိုရင် share ဝုန်း3ကွက်တည်းကတစ်ကွက်ဖြစ်တဲ့3တက်ပေါ့နော်တစ်ကွက်ကောင်းအောင်ကျွန်တော်ညနေပိုင်းမှာ3 5ဒါမှကျွန်တော်ထွက်တာဒီကျွန်တော်ဒါဝုန်းကွက်တည်းက3တက်ထွက်သွားပါတယ်ဆိုတော့ channel လေးမ join ရသေးဘူးဖြစ်မနေအမြန်ဆုံးလေး join ထားပြီးတော့ comment မှာ channel link လေးချပေးထားပါတယ်ဆိုတော့ကျွန်တော်ဒီနေ့နေကုန်မှာအသုံးပြုထားတဲ့ key နေကုန် key ဒီကျွန်တော်ဒီနေ့မှာ9-3 key ကိုအသုံးပြုထားပါတယ်မူအပြည့်ကိုင်တော့9-3ကျွန်တော်ဘာတွေကတ်လို့ရလဲဆိုရင်3-8-5 3-8-5ပြီးတော့လို့ရှိရင်ကျွန်တော်6-9ဆိုတဲ့ကဏ္ဍ9လုံးအဲ့ဒီ9လုံးညနေမှာကြိုက်နှစ်တက်ရကျွန်တော်ထုံးစံတိုင်းနှလုံးကနေ3လုံးထိရွေးချက်ပြီးတော့မှကတ်လို့ရပါတယ်9-3ကို3-8-5 6-9ဆိုတဲ့9လုံးညနေကြိုက်နှစ်တက်ရနှလုံးကနေ3လုံးထိရွေးချက်ပြီးတော့ကတ်လို့ရပါတယ်ဆိုတော့ကျွန်တော်အကြိုက်ဆုံးကတော့ကျွန်တော်ဒီနေ့မနက်မှာကျွန်တော်9ကိုမှ3-8-5နဲ့ရှိတ်တဲ့6ကွက်တည်ကျွန်တော်အကြိုက်ဆုံးဖြစ်ပါတယ်9-3-8-9 2-3-8-5အဲ့ဒီကနေ့6ကွက်တည်ကျွန်တော်ဒီနေ့မနက်မှာအကြိုက်ဆုံးပါပြီးတော့တခုရှိတာဒီတပတ်အတွင်းကျွန်တော်ရှေ့2ရက်ဒီအင်္ဂါပုတ်တဟုပေါ့နော်အင်္ဂါပုတ်တဟုမှာကျွန်တော်စီမှာ2-3ဒီအားပေးထားတဲ့50ကို100ကိုကစလို့ဘယ်လောက်ကိုဖြစ်ပေါ့နော်အနည်းဆုံးတစ်ချိန်ရှေ့4ချိန်မှာအနည်းဆုံးတစ်ချိန်အားပေးဘူးတဲ့ညီကိုမိတ်ဆွေတိုင်းကျွန်တော်စီမှာ2ကွက်ကောင်းပေါ့နော်တစ်ကွက်ကောင်းတော့မဟုတ်2ကွက်ကောင်းလာပြီးတော့မှလက်တွက် site မူနဲ့တကွမနက်ပိုင်းတိတာ efficient မူတွေနဲ့တကွနေကုန်ပိုင်းတွေလည်းပါတယ်ပေါ့နော်ဆိုတော့မူနဲ့တကွလာပြီးတော့မှမြစ်တာလက်ဆောင် free ယူလို့ရပါတယ်ဆိုတော့အဲ့ဒါမျိုးတွေကျွန်တော်နောက်အပတ်တွေကြာရင်လည်းအဲ့လိုတစ်ပတ်တွင်းအားပေးတဲ့ညီကိုမိတ်ဆွေတွေကိုပေးသွားဖို့လည်းရှိတယ်ပေါ့နော်ဆိုတော့ဒီနေ့မနက်မှာတော့ကျွန်တော်2ကွက်ကောင်းတော့ဒါကျွန်တော်စီမှာလာပြီးရှင်းနိုင်ပါတယ်ဆိုတော့ယူလို့ရှင်ဘယ်လိုယူရမလဲဆိုရင်ကိုထိုးနေကြ2D ထိုးနေကြ Fiber သို့မဟုတ်2D ထိုးနေကြ Messenger ပေါ့နော်အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့လက်ဆောင်ဆိုပြီးစာလေးပို့လိုက်ရပါတယ်အဲ့တော့ကျွန်တော်စီမှာဒါ2-3အားပေးလို့ရညီကိုမိတ်ဆွေရလဲကျွန်တော်ရဲ့ Fiber number 09931639တင်မှာကျွန်တော်မနေ့ဆို7:50ညနေဆို3:55ထိလာရောက်ပြီးတော့မှအားပေးနိုင်ပါတယ်09931639တင်เนาะဆိုတော့မနေ့ကထွက်သွားတဲ့3တက်တီကျွန်တော်ဝုန်းကွက်လည်းဖြစ်တယ်ကျွန်တော်ရဲ့စာတိုးပတ်တီ4ပတ်တီ2ပတ်တီ1ပတ်တီတွေမှာကျွန်တော်1ပတ်တီလည်းဖြစ်တယ်ဆိုတော့စာတိုးပတ်တီလည်း order သွားပြီပြီးတော့အဲ့ဒါဒီကျွန်တော်မွေးကနန်းလည်းဖြစ်တယ်ဆိုတော့မွေးကနန်းလည်း order သွားပြီအဲ့တော့ကျွန်တော်လုံးဝသတိထားအောင်ပါဘာကြံလဲဆိုရင်ဒီတစ်ပတ်မှာတစ်ပတ်စာတွေအားလုံးကုန်နေပြီကြံလာပြီပါလို့1608ဘူးပါခွေဒီချိန်ကစလို့ကြံတဲ့အချိန်တွေအတွက်အထူးသတိထားပါဆိုတော့အားလုံးလက်ဖြစ်ပါတယ် bye